ကဲဒီခန်းလေးတော့အကြိုက်ဆုံးပဲနေကျင်သွားပြီ HK Property ကရောင်းချပေးခဲ့တဲ့ဗီလာတွေထဲမှာ Sunset Bay Villa ကလူကြိုက်အများဆုံးဗီလာတစ်ခုပဲဖြစ်ပါတယ်ဒီလုံးချင်းအိမ်လေးကတော့၃လုံးတွဲဆင်တူတိစောက်ထားတာဖြစ်ပါတယ်ပေါ်ဆံဝဲလမ်းမကြီးပေါ်ရင်ထွက်လိုက်တာနဲ့တန်တုမာလမ်းမကြီးပေါ်ကိုထဲပေါက်တာမို့လို့သွားရည်လာရေးအဆင်ပြေပါတယ်အရေးကြီးဆုံးကတော့ခွဲစိတ်ကရန်ချပေးတာကရန်အမီပေါက်ဆိုတော့အရှုပ်ရှင်ကင်းကင်းနဲ့စင်ချလက်ချပိုင်ဆိုင်နိုင်မှာပါဒီ3စီလုံးချင်းလေးကပေ25-50အကျယ်ဝန်းရှိပြီးတော့အရှိလမ်းမကလည်းပေ100ကျော်လမ်းမဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြံနေရအရှိမှာပါကပ်ပတ်ကင်လေးစီးစားအေးစိရနာနိုင်နဲ့နေရာကျကျပါဝင်ပါတယ်quality ကောင်းကောင်းနဲ့နေထိုင်မှုအသင့်ထိပြင်ဆင်ပြီးရောင်းချပေးနေတဲ့ဗီလာရဲ့အတွင်းပိုင်းကိုတူလေးလာကြည့်ရအောင်နော်အိမ်ရဲ့အကျယ်ကတော့340 square feet ရှိပြီးတော့300စီအဆောက်အဦဖြစ်ပါတယ်ဒီဗီလာထဲမှာအဲကန် master bedroom 3ကန် single bedroom 1ခန်းနဲ့ဖျားကန် kitchen တို့ပါဝင်ပါတယ်အခန်းတိုင်းမှာလည်းလိုအပ်တဲ့ furniture တွေကိုအပြည့်စုံထည့်သွင်းထားတာမို့လို့ချက်ချင်းတက်နေရုံပဲနော်အဲ့ကန်ထဲကိုဝင်လိုက်တာနဲ့ decoration အပြည့်စုံ luxury ဆက်ဆံခံစားရမှာပါပထမဓာတ်ဒုတိယဓာတ်နဲ့လှေကားကျန်းကင်းတွေကိုကျွန်းချတို့တွေအသုံးပြုပေးထားတာဆိုတော့ရရှိနေထိုင်နိုင်မှုအတွက် quality ကိုသားပေးထားတာတွေ့ရပါတယ်အပေါ်အောက် cabinet အပြည့်ပါတယ်မီးဖိုချောင်နဲ့ dining room လည်းပါဝင်ပါတယ်မီးဖိုချောင်တစ်ခုမှလိုအပ်တဲ့ gas မီးဖိုညှော်ဆုပ်ဆက် microwave နဲ့ရေခဲတတာရောပါဝင်တာဆိုတော့အားလုံးပြည့်စုံပဲပေါ့နော်ကဲပထမဓာတ်ကိုရောက်ပြီဆိုတာနဲ့ master ခန်းတစ်ခန်းကိုတွေ့ရမှာပါအဲ့ဒါဆိုတော့ဒီခန်းလေးတော့အရင်ဝင်ကြည့်ရအောင်နော်ကဲအနောက်ဘက် master ခန်းမှာဆိုလို့ရှိရင်တော့ master ခန်းတစ်ခန်းမှာပါရှိရမယ်ကတင်းနောက်ပြီးတော့ TV စင်ရေချိုးခန်း sofa နဲ့စာကြည့်စပွဲကိုလည်းပါရှိပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ main ကလေးတွေကြိုက် corner လေးတစ်ခုပြပေးမယ်နော်ဒီဘက်မှာဆိုလို့ရှိရင်တော့မှန်တင်ကုန်းနဲ့နေရာကက်ဗီတွေပါရှိမှာဖြစ်ပါတယ်အိမ်ရှိ master ခန်းမှာဆိုလို့ရှိရင်တော့ sofa တွေကတင်းတွေ TV စင်တွေလည်းပါတယ်ပေါ့နော်ပြီးတော့ဝယ်နာလည်းပါရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့မှန်တင်ကုန်းနဲ့ walk-in closet ကိုလည်းထည့်သွင်းပြီးထားတွေ့ရပါတယ်ဒီချိုးကမ်းမှာဆိုလို့ရှိရင်လည်းအခန်းကျယ်ဖြစ်တာမို့လို့ရှာဝါအပြင်ဘတ်တက်လည်းပါဝင်ပါတယ်ကဲဒီခန်းလေးတော့အကြိုက်ဆုံးပဲနေကျင်သွားပြီဒါဆိုလို့ရှိရင်အပေါ်ဆုံးထပ်ကိုလည်းထပ်သွားကြည့်အောင်အပေါ်ဆုံးထပ်မှာဆိုလို့ရှိရင်တော့ master bedroom တစ်ခန်းနဲ့ single bedroom တစ်ခန်းရှိရဲပေါ့နော် master bedroom အခန်းထဲမှာဆိုလို့ရှိရင်အခန်းထဲမှာပါရှိရမယ်ကတင်တွေမှန်တင်ကုန်းတွေရေချိုးကန်းတွေစားကြည့်စပွဲတွေညံကက်ဗီဒီယိုလည်းပါရှိပါတယ်ဒီဘက်က single room ခလေးထဲမှာဆိုလို့ရှိရင်တော့အခန်းချင်းလေးဖြစ်တာမို့လို့ဒီထဲမှာဧည့်သည်တွေအတွက်အခန်းလုပ်တာပဲဖြစ်ဖြစ်ခလေးတွေအတွက်အခန်းပဲဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်ဒီအခန်းကထွက်လိုက်ပြီဆိုတာနဲ့ဒီကွန်မိုတွိုင်လက်နဲ့ရေချိုးကန်းလေးကိုတွေ့ရမှာဖြစ်ပါတယ်အိမ်တအိမ်ရဲ့ကျက်တီဆောင်ဖြစ်တဲ့ဖျားကန်းကိုလည်းသတ်ကြည့်လိုက်ရအောင်နော်ဖျားကန်းအတွက်လည်းအခုလိုမျိုးနေရာကြကြဝန်းဝန်းရရှိမှာဖြစ်ပြီးတော့တဘာဝအလင်းရောင်ကိုလည်းကောင်းကောင်းရရှိမှာဖြစ်ပါတယ်ဖျားကနေပြီးတော့အပြင်ဘက်ပေကွန်ကိုထွက်လိုက်ပြီဆိုလို့ရှိရင်လည်းအခုလိုမျိုးဖျားပန်းဆေးဖို့အတွက်ဘေးစင်လေးတစ်ခုပါရှိမှာဖြစ်ပါတယ်ဒီပြက်တာနဲ့စင်းကြီးနေရာရဲ့ခေတ်မှာဒီအိမ်လေးကတော့ solar panel 22ချက်ကိုတက်ဆင်ပေးထားတာမို့လို့လျှက်စစ်မီတွေစိတ်ကူစရာမလိုတော့ဘူးပေါ့နော်Independent Solar Inverter System များကိုမြင်းညီထက်အတွက်11 kW Inverter နဲ့ပထမဓာတ်နဲ့ဒုတိယဓာတ်အတွက် 5.5 kW Inverter တစ်လုံးစီတက်ဆင်ပေးထားပါတယ်အိမ်အပြင်ဘက်မှာဆိုလို့ရှိရင်လည်း EV ကားပိုင်ရှင်တွေအတွက် level 2 ချက်တက်ဆင်လို့ရမယ် power meter မျိုးပါရှိပါတယ်တအိမ်လုံးလည်းပတ်ကြည့်ပြီးပြီဆိုတော့ဒီဗီလာကိုဆောက်လုပ်ခဲ့တဲ့ developer ကသူကိုယ်တိုင်နေထိုင်မှုအတွက်ဆောက်လုပ်ထားသလားလို့တော့မှခန်းစားမိပါတယ်စီဇနာပါပါနဲ့တကယ်ကိုပြည့်ပြည့်စုံဆောက်လုပ်ထားတာဖြစ်ပါတယ်ရှင်ကဲအချက်ချကြတဲ့ပေါ်ဆံမွေးလမ်းမကြီးပေါ်ကဒီဗီလာလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ HK Property ကိုအခုပဲဆက်သွယ်လိုက်တော့နော်